အခုရက်ပိုင်းရာသီဥတုကလည်းပူနေတာနဲ့ထမင်းစားပြတ်နေတဲ့အိမ်သားတွေရောလေပါတီနေ့တော့ချမောင်ငါးငပိချက်လေးချက်ပြီးဖြစ်တယ်ဒီဟင်းလေးကလေပြစ်ပြစ်နှစ်နှစ်လေးနဲ့ချင်းချင်းဆက်ဆက်ကလေးနဲ့တော်တော်လေးလဲစားလို့အဆင်ပြေတယ်အရင်ဆုံးအပေါတို့နှင်ထားတဲ့ဒီချမောင်လေးတွေကိုပေါ့နော်ကြည်ဝအောင်တော့ရေလေးအနှဲငယ်ထည့်ပြီးခြေပေးထားရပါမယ်ချမောင်လေးတွေကအခုလိုမျိုးကြည်ပေးပြီးပေါ့နော်ဒီလိုအနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ခဏတော့ဆယ်ထားပေးပါမယ်စီပူလာရင်တော့ကြက်သွန်နီကြက်သွန်ဖြူကိုနည်းနည်းလေးအနှဲငယ်ထည့်ပြီးစစ်တက်ပေးပါမယ်အယောင်တင်မုံလေးအနှဲငယ်ထည့်မယ်အစိမ့်နှံပြောင်းရင်တော့ပါတော့နှွှင်ထားတဲ့ငါးပြုတ်လေးကိုတစ်ခါလေးထည့်ပြီးတော့လုံပေးပါမယ်ကဲငါးပြုတ်လေးရတယ်ပေါ့နော်လုံသွားပြီဆိုရင်တော့အဆက်တွက်ငယူဒီစိမ့်လေးပါတစ်ခါလေးထည့်ပြီးစစ်သက်ပေးပါတယ်ပြီးရင်တော့ခြေထားတဲ့ချမောင်ရွက်ကလေးကိုတစ်ခါလေးထည့်ပြီးလုံပေးပါမယ်ခဏလောက်လုံပြီးသွားပြီဆိုရင်တော့လေပေါ့တော့ငပိရေချိုလေးထည့်ပေးပါမယ်ဒီနေရာမှာအပြည့်ကျဲရတော့ကိုလိုလိုသုံးလို့ရတယ်ပေါ့နော်အရသာတက်ကတော့အချုံမုံနှဲငယ်လေးထည့်ပြီးတော့သူတို့ကိုချက်ပေးထားမယ်အိုးချကန်ဒီမှာပင်စိမ့်လေးအုပ်လိုက်ရင်တော့လေပြစ်ပြစ်ဆက်ဆက်လေးနဲ့အရန်ကိုပဲစားလို့ကောင်းတယ်ချမောင်ငါးငပိချက်လေးရပါအခုရပိုင်းကလေရာသီဥတုကလည်းပူပူလာတယ်ဆိုတော့ထမင်းစားပြက်လို့ရှင်အခုလိုလေးချက်စားကြည့်နော်အားလုံးပဲစားကောင်းကြပါစေရှင်